မကောကတော့တင်လို့အရင်ကောင်းတဲ့ချက်တူရေးမှာပါတယ်သူ့ကိုက free fly သုံးတယ်ပေါ့နော် free fly ဆိုတာမျိုးကအပြည့်လှော်လိုက်တယ်ဝစီတန်ပေးတယ်သခင်ကပြန်ခေါ်ရင်ပြန်လာတယ်ပေါ့ဒါကနိုင်ငံတကာကမှဒါမကောကအဲ့ free fly အနေနဲ့သုံးကြတယ်အဲဆိုခံကိုဘွိုးမအပေါက်ကလေးတွေကို trainer ပေါ့နော်အပေါက်ကလေးတွေကို trainer ဆိုတော့အပေါက်ကလေးတွေဒီအစာစားလမ်းလျှောက်တက်ခါစားအချိန်မှာဒီအစာလေးကိုပြပြီးလမ်းလျှောက်ရင်ခေါ်တယ်သူတို့ကအချိန်မှာသခင်စမှတ်ပြီလဲဆိုတော့နှစ်ကြီးဝါရင်စမှတ်ပြီဥပမာ2နှစ်3နှစ်4 5နှစ်ဆိုလို့ရှိရင်လုံးဝသခင်ကိုမှတ်သွားပြီဒီသခင်တစ်ယောက်မှဒီသခင်တစ်ယောက်ပဲပေါ့သူတို့အဲ့လိုမျိုးဖြစ်သွားမှာနော်လက်တွေပါတွေပေါ့တက်ဆိုရင်တော့သူတို့တက်တယ်အဓိကကတော့အဲ့လိုပေါ့ဟိုဒီလိုရင်းနှီးမှုအနေနဲ့ဆိုလို့ရှိရင်ဒါသခင်တစ်ယောက်တည်းနဲ့ပဲရင်းနှီးမှုရှိရမျိုးဖြစ်တာပေါ့ရှင်ဟုတ်ဒီဆဲရတော့အန်တိုတနာနော်လူမွေးတဲ့နှစ်ထဲဆိုလို့ရှိရင်သူတို့က60ရာနေ80ပေါ့တချို့ကလေးတွေဆိုလို့ရှိရင်80 90 100အထိနေရာမျိုးရှိတယ်။ခက်ကလေးတွေကအိမ်မက်မက်တက်တယ်။အိမ်မက်မက်တက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့လူတွေကပေါ့နော်တို့လူတွေမှာအိတ်တဲ့အိတ်ဆက်ဝန်းရှိတယ်။အဲ့ဒီမှာ IMC အချိန်မှာလူတွေကအိမ်မက်မက်တယ်မလား။ငှက်ကလေးတွေကလည်းအဲ့လိုမျိုးပဲ။သူရဲ့အိတ်ချိန်ဆက်ဝန်းကအဲ့လိုမျိုးသွားတာဖြစ်တဲ့အတွက်သူတို့အိတ်နေတဲ့အချိန်မှာအိတ်ဆက်ဝန်းနဲ့ရောက်သွားရင်အိမ်မက်မက်ပါတယ်။တောင်လေးတွေခွေးလေးတွေအကုန်လုံးချစ်တယ်။ဒါပေမဲ့အမားရဲ့စိတ်ကကြတော့ဒီချက်တူရေးလေးပုံမှာပို့တယ်ပေါ့နော်။ lifetime သွားတာကိုသဘောကျတယ်ပေါ့။ကိုယ့်တက်တန်တစ်လျှောက်လုံးမှာဒီကလေးကတက်တန်တစ်လျှောက်လုံးမှာအဖော်ပြုတ်ပေးနိုင်တာမျိုးပေါ့။ဥပမာခွေးလေးအကြောင်းလေးမွေးလို့စက်စုနဲ့တစ်ခုမှသူတို့မရှိတော့ဘူးဆိုလို့ရှိရင်ခံစားရတဲ့ခံစားချက်နဲ့ရှင်လို့ရှိရင်ဒါကတော့ lifetime သွားတယ်ကိုယ်အတွက် lifetime partner လိုမျိုးဖြစ်နေတာမျိုးကိုသဘောကျတာပါရှင်ဟုတ်အမကတော့ MM Feather Friend ကတဲနုဖြစ်ပါတယ်အမကလေးလေးကိုစမွေးဖြစ်တာကတော့စုစုပေါင်း9နှစ်လောက်တော့ရှိပြီရှင်ဒါလေးတွေကမက်ကောချက်တူရေးပါရှင်ဒီကောင်လေးက Blue Gold မက်ကောပေါ့နော်ဒါလေးကတော့ Harley Quinn မက်ကောဖြစ်ပါတယ်ဒီကောင်လေးတွေကအသက်ကဒီမတို့လူမွေးတဲ့နှစ်ထဲဆိုလို့ရှိရင်သူတို့က60ရာနေ80ပေါ့တချို့ကလေးတွေဆိုလို့ရှိရင်80 90 100အထိနေရာမျိုးရှိတယ်ဒီလိုမျိုး Blue Gold မက်ကောချာလီဆိုရဲ Blue Gold မက်ကောလေးဆိုအသက်118နှစ်လောက်မသိဘူးအဲ့ဒီအသက်ရှင်သွားတယ်ပေါ့နော်သူတို့ကတော့ငယ်သေးတယ်ဒီတယောက်ဆိုအသက်4လပဲရှိသေးတာသူကအသက်က3လပဲရှိသေးတယ်အဲ့တော့လူအနေနဲ့ပြောမယ်ဆိုခလေးမှတကယ်ကိုရင်ခွင်ပိုက်လို့ရှိသေးလေးပေါ့နော်အဲ့တော့အမကလောလောဆယ်သူတို့ကိုဗာသင်ပေးထားပြီးပြီလေဆိုတော့အပြန်သင်ဖို့အတွက်အပြင်မှာသူတို့က training လုပ်ထားတယ် calling တွေပါရနေပြီ landing ဘယ်လိုဆင်းရလဲဘာညာအဲ့ဒါတွေရပေါ့နော်အဲ့ဆိုခံကိုဘွိုးကိုဘာတွေတင်ပေးလို့ရလဲဆိုမကောကတော့တင်လို့အရင်ကောင်းတဲ့ချက်တူရေးမှာပါတယ်သူ့ကိုဆိုအခုများသောအားဖြင့်တော့နိုင်ငံတကာမှာကသူ့ကိုက free fly သုံးတယ်ပေါ့နော် free fly ဆိုတာမျိုးကအပြည့်လှော်လိုက်တယ်ဝစီတန်ပေးတယ်သခင်ကပြန်ခေါ်ရင်ပြန်လာတယ်ပေါ့ဒါကနိုင်ငံတကာကမှဒါမကောကအဲ့ free fly အနေနဲ့သုံးကြတယ်ပြီးသွားရင်တို့ parrot show လိုမျိုးပေါ့အဲ့လိုမျိုး show တွေမှာဆိုလို့လည်းကလေးကိုလိုမျိုးခွင်းလေးတွေဆော့တာမျိုး color လေးတွေမှတ်တာမျိုးအဲ့ဒါမျိုးလေးတွေကအစားပါတော့တင်ပေးလို့ရပါတယ်ရှင်သူတို့ကအချိန်မှာသခင်စမှတ်ပြီလဲဆိုတော့နှစ်ကြီးဝါရင်စမှတ်ပြီဥပမာ2နှစ်3နှစ်4 5နှစ်ဆိုလို့ရှိရင်လုံးဝသခင်ကိုမှတ်သွားပြီဒီသခင်တစ်ယောက်မှဒီသခင်တစ်ယောက်ပဲပေါ့သူတို့အဲ့လိုမျိုးဖြစ်သွားမှာနော်လက်တွေပါတွေပေါ့တက်ဆိုရင်တော့သူတို့တက်တယ်အဓိကကတော့အဲ့လိုပေါ့ဟိုဒီလိုရင်းနှီးမှုအနေနဲ့ဆိုလို့ရှိရင်ဒါသခင်တစ်ယောက်တည်းနဲ့ပဲရင်းနှီးမှုရှိရမျိုးဖြစ်တာပေါ့ရှင်ဟုတ်အဲကတော့အရန်ချွဲတဲ့အင်ကလေးတွေကလေအငယ်လေးလည်းဖြစ်တာလည်းပါတယ်ပေါ့နော်အဲ့လိုသခင်ကားလည်းပါပဲအဲ့လိုကတ်ပြီးတစ်ချိန်လုံးလို့ချွဲချင်နေရမျိုးပေါ့ဟုတ်ဆဲနေလိုက်တော့ချစ်စရာလေးဒီလောက်ချစ်ဖို့ကောင်းနေတာဘယ်သူမှမချစ်ဖဲနေမလဲနော်ညစ်ချင်တာမမေကဆဲရရနေရဆိုတော့ဒီလောက်ဒီဆဲရတော့အန်တိုတနာနော်ကလေးတယောက်လိုပဲအဲ့လိုမျိုးပေါ့နော်ဒီလိုရင်ဘက်ကလေးပေါ်မှာအဲ့လိုလေးကတ်နေမယ်ပြီးရင် kiss ပေးမယ်ဆိုတော့အဲ့လိုမျိုးပေါ့လူနာလေးမှာအဲ့လိုလေးမှီပြီးတော့အဲ့လိုတောက်ချောက်နေမယ်ဆိုတော့အဲ့လိုမျိုးလေးနေတယ်ရှင်အဓိကပေါ့နော်သူတို့ကじゃစကားကတစ်နှစ်ကျော်လောက်မှစပြောတယ်အဲ့တော့တစ်နှစ်ကျော်လောက်ကြာမှမတို့ကစကားစတင်လို့ရတယ်စကားတင်လို့ရတဲ့အချိန်မှာ conversation လိုမျိုးတင်လို့ရတယ်ပေါ့ဟိုမှာအစားစားတဲ့အချိန်မှာဆိုရင်တွဲပြီးတော့ကောင်းလားကောင်းလားကောင်းတယ်စားကောင်းတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွဲပြီးတင်လို့ရှိရင်သူတို့ကအစားစားနေတဲ့အချိန်ဆိုဒီစကားပြောရတယ်ဆိုတော့မှတ်ထားတာပေါ့နော်အမအရင်တော့မွေးဘူးတဲ့မကော်လေးဆိုလို့ရှိရင်တော်တော်စကားပြောဒီကြားနေကြစကားမျိုးတွေဆိုသူတို့ကအမြဲတမ်းအဲ့လိုမှတ်ထားပြီးတော့လိုက်ပြောတာမျိုးလည်းရှိတယ်အဲ့ဒါကြတော့အတန်တူးလုပ်တဲ့ပုံစံမျိုးပေါ့နော်ဒီအမြဲတမ်းကြားနေကြအတန်မျိုးကိုသူကလိုက်ပြီးတော့တပုံစံနဲ့လိုက်ပြန်ပြောတာမျိုးပေါ့အဲ့လိုလည်းရှိပါတယ်ဟုတ်အမအပေါက်ကလေးတွေကို trainer ပေါ့နော်အပေါက်ကလေးတွေကို trainer ဆိုတော့အပေါက်ကလေးတွေဒီအစာစားလမ်းလျှောက်တက်ခါစားအချိန်မှာဒီအစာလေးကိုပြပြီးလမ်းလျှောက်ရင်ခေါ်တယ်လမ်းလျှောက်တာ
ကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ခုံတာခေါ်ပေါ့နော်အနီးခုံနဲ့အနီးခုံရာကနေမှ3ပေကောလင်း10ပေကောလင်း15ပေကောလင်းနဲ့ကောလင်းကျင်တယ်ပေါ့နော်သခင်ရဲ့အတန် cam ဆိုတဲ့အတန်ကြားရင်သခင်စီကိုလာကြအောင်ကျင်တာမျိုးပေါ့မျိုးစားကတော့ Harley Quinn မက်ကောဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းကတော့ခမန်း360နဲ့180ဝန်းကျင်လောက်တော့ရှိတယ်ရှင့်သူကတော့ blue and gold မက်ကောပေါ့နော်သူကတော့ဈေးနှုန်းအဖြစ်တော့380 80ပတ်ချလေလောက်တော့ရှိရရှင်ဟုတ်ငှက်ကလေးတွေကအိမ်မက်တက်တယ်အိမ်မက်တက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့လူတွေကပေါ့နော်တို့လူတွေမှာအိတ်တဲ့အိတ်ဆက်ဝန်းရှိတယ်အဲ့ဒီမှာ IMC အချိန်မှာလူတွေကအိမ်မက်တယ်မလားငှက်ကလေးတွေကလည်းအဲ့လိုမျိုးပဲသူအိတ်ချိန်ဆက်ဝန်းကအဲ့လိုမျိုးသွားတာဖြစ်တဲ့အတွက်သူတို့အိတ်နေတဲ့အချိန်မှာအိတ်ဆက်ဝန်းနဲ့ရောက်သွားရင်အိမ်မက်ပါတယ်အမားတို့ကနေတူတူကထိတွေ့လာဖြစ်တဲ့အတွက်ကလေးတစ်ခုခုအပြုတ်မှုမြင်လိုက်တာသူဘာလုပ်ချင်နေရလဲဆိုတော့သူဟိုမှာသူဘိုက်စားနေရလားသူစားချင်နေရလားသူအပြင်ထွက်ချင်နေရလားသူပြန်ချင်နေရလားသူပြန်မှုလုပ်နေရလားဒါမှမဟုတ်သူအငြိကြေးဆုံးမှုစူးစမ်းနေရလားအဲ့လိုအစားအကုန်လုံးသူတို့ရဲ့အမွေးတစ်ခုချင်းစီလေးအစားတိပါမိုခီလေးဆိုလို့ရှိရင်အမွေးထူထွက်တဲ့အရွယ်လေးပေါ့တေးသေးလေးမှစီရောက်လာတော့ဆိုအဲ့ရွယ်လေးတိုင်းသူ့အစာဟိုနေတိုင်းတနေ့4ချိန်လောက်ခွန်ပြီးတော့မွေးထားခဲ့တာဖြစ်တဲ့အတွက်တန်ရောစင်ကတော့ရှိတာပေါ့ကိုတာသမီးလိုပဲပေါ့နော်အဲ့လိုမျိုးခံစားရတာပေါ့သူကလည်းအကြောင်းမို့အမပေါ်ဆိုအရန်ကတ်တာလိုမျိုးလူနာလေးမှဆိုအရန်ကတ်ပြီးတော့နေချင်တာမျိုးပါဟုတ်အမငတ်မှုစမွေးရတော့9နှစ်လောက်ပဲရှိသေးတယ်ဝါသနာပါတော့ငငယ်လေးကလေးရတယ်ပေါ့နော်အမတို့ငငယ်လေးရွယ်မှာကြတော့ငှက်ကလေးတွေကအဲ့လောက်ရှာရောက်ဖို့မလွယ်ဘူးပြီးတော့မွေးမယ်ဆိုလဲဝယ်ဖို့ဘယ်မှာသွားရှာရမလဲဆိုတာတေချာဘယ်လိုတေချာမသိသေးတဲ့အရွယ်ပေါ့နော်အဲ့တော့ကြာမစမွေးဖြစ်တာကတော့9နှစ်လောက်ပဲရှိပါသေးတယ်ရှင်ကျွန်တော်အမကြက်တူရွေးလေးအရင်သဘောကျတယ်အဲ့လိုသူများမွေးထားတဲ့ကြက်တူရွေးလေးတွေကိုမြင်နေဆိုရင်တို့ဒီဘောကြက်တော်လေးတွေတို့จิกကလမလေးတွေမြင်နေဆိုလို့ရှိရင်အမအရင်သဘောကျတယ်ကြည်တယ်အဲ့လိုမွေးချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့အရွယ်တော့အခွင့်မသားခဲ့ဘူးပေါ့ဟုတ်ကြောင်လေးတွေခွေးလေးတွေရှိမယ်ဆိုလို့ရှင်တော့ငငယ်တွေကနေမွေးတာမျိုးဆိုရင်တော့အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကြီးလာမှမွေးတာမျိုးဆိုရင်တော့တွဲမွေးဖို့ကတိတ်တော့အဆင်မပြေဘူးဘာဖြစ်လို့ဆိုတော့ကြောင်လေးခွေးလေးတွေလက်သေးမှာရှိတဲ့ဘက်တီးရီးယားပိုးလေးတွေကုတ်လိုက်မြင်ငှက်ကလေးရကြတော့အသက်ဆုံးရှုံးမှုရာခိုင်နှုန်းအများများရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါအဓိကတော့ပေါ့နော်ကိုကဘက်တရီဆန်လေးကိုအချစ်ဆုံးလဲပေါ့အမားဆိုကြောင်လေးခွေးလေးတွေအကုန်လုံးချစ်တယ်ဒါပေမဲ့အမားရဲ့စိတ်ကကြတော့ဒီချက်တူလေးတွေပေါ်မှာပို့တယ်ပေါ့နော်ပိုများတယ်အဲ့တော့ကြတော့ဒီလိုကလေးလေးမွေးတယ်ပြီးတော့နောက်တစ်ခုကကြပါလဲဆိုတော့ lifetime သွားတာကိုသဘောကျတယ်ပေါ့ကိုသက်တန်တစ်လျှောက်လုံးမှာဒီကလေးကသက်တန်တစ်လျှောက်လုံးမှာအဖော်ပြုတ်ပေးနိုင်တာမျိုးပေါ့ဟိုမှာခွေးလေးကြောင်လေးမွေးလို့စက်စုနှစ်ခုမှာတို့မရှိတော့ဘူးဆိုလို့ရှိရင်ခံစားရတဲ့ခံစားချက်နဲ့ရှင်လို့ရှိရင်ဒါကတော့ lifetime သွားတယ်ကိုအတွက် lifetime partner လိုမျိုးဖြစ်နေရလို့မသဘောကျတာပါဟုတ်အဓိကအပြင်ဒီမမပီမှာဆိုငှက်ကလေးတွေကိုတေချာကုပေးနိုင်တဲ့သူပေါ့အဲ့လိုမျိုးကမရှိဘူးမရှိရဖြစ်တဲ့အတွက်ကလေးတွေကိုအသေးစိတ်ကစာကြည့်ယူဆရတယ်သူတို့နည်းနည်းလေးနေမကောင်းဖြစ်တာမျိုးနည်းနည်းလေးအပြုတ်မှုပြောင်းရတာမျိုးသူတို့ရဲ့ဒီဝမ်းအခြေအနေပေါ့နည်းနည်းလေးပြောင်းသွားတာမျိုးအစတေချာကြည့်ဆရပါတယ်ဟုတ်ပေါ့နော်မမေးခင်မှာအရင်ဆုံးစဉ်းစားရမှာကကိုကဒီကလေးကိုတက်လုံးတေချာဆောက်ဆောင်နိုင်ရဲ့လားပေါ့အဲ့ဒါလေးတေချာရင်စဉ်းစားပါတေချာလေးသူ့ဘဝလေးမှာသူပျော်အောင်ကိုထားပေးနိုင်မှာမလားပေါ့ထားပေးနိုင်တယ်ကိုကတေချာလေးသူ့ပြုစုဆောက်ဆောင်နိုင်တယ်ဆိုမှစမွေးဖို့အမကအကြံပေးချင်ပါလို့ရှင်ဟုတ်